မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းအသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဆုံးသမ္မတနဲ့လွှတ်တော်ဥက္ကဋ္ဌများရွေးချယ်ရေးပြည်내တိုင်းဝင်ကြီးချုပ်များခန့်အပ်ရေးနဲ့ဝင်ကြီးများတာဝန်ပေးရေးအပါအဝင်အစိုးရသစ်ဖွဲ့စည်းရေးကိစ္စရပ်များအားလုံးကိုမင်းအောင်လှိုင်တူဦးတဲ့ကသာဓာတ်ရိုက်စီမံနေအကြမ်းဖက်စစ်တပ်လက်အောက်ခံចောင်းဖော်ပါတီကလာမဲ့မတ်လအတွင်းစတင်ပြီးပြည်ထောင်စုလွှတ်တော်တွင်အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များအားလုံးကိုအကြမ်းဖက်စစ်ခေါင်းဆောင်ကပါဓာတ်ရိုက်ကိုင်းတွင်နေပြီးចောင်းဖော်ပါတီအတွင်းမြည်သည့်ဆွေးနွေးမှုမှမရှိကြောင်းကြန့်ခိုင်ရေးပါတီသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ចောင်းဖော်ပါတီကရွေးကောက်ပွဲတွင်ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်အမတ်အရေးအတွက်339နေရာအနိုင်ရရှိထားနောက်သမ္မတနှင့်အစိုးရအဖွဲ့ဖွဲ့စည်းရန်လုံလောက်တဲ့အမတ်အရေးအတွက်ရရှိထားကြောင်းတို့ရတွင်ပါတီဗဟိုအလုံးအမှုဆောင်ကော်မတီနှင့်ပါတီဗဟိုကော်မတီအတွင်းအစိုးရတစ်ဖွဲ့စည်းရေးအတွက်မြည်သည့်ဆွေးနွေးမှုမှမရှိကြောင်းသမ္မတရွေးချယ်ရေးလွှတ်တော်ဥက္ကဋ္ဌများခန့်ထားရေးဝင်ကြီးများနှင့်ပြည်내တိုင်းဝင်ကြီးချုပ်များရွေးချယ်ရေးအားရှိသည့်အစိုးရတစ်ပေါ်ထွန်းရေးကိစ္စရပ်အားလုံးကိုအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတဦးတည်းကပါတိုက်ရိုက်ကိုင်းတွယ်စီမံနေကြောင်းသိရှိရသည်ပါတီဘက်မှအစိုးရတစ်ထွေစီရေးဘာမှစီးဝေးတိုင်းမင်တာမရှိဘူးဗဟိုအလုံးမှုဆောင်အစည်းအဝေးခေါ်တာလည်းမရှိဘူးဗဟိုကော်မတီအစည်းအဝေးခေါ်တာလည်းမရှိဘူးဘာဆိုဘာမှမရှိပါဘူးတက်ချုပ်ကြီးကပဲအားလုံးစီမံမယ်လို့ယူဆရပါတယ်ပါတီအတွင်းမှာအစိုးရတစ်ဖွဲ့စည်းရေးတိုင်ပင်ဆွေးနွေးတာအခုထက်ထိလုံးဝမရှိပါဘူးဟုကြမ်းခိုင်ရေးပါတီတရင်ရင်းမြစ်ကအရှင်းပြသည်ကျန်းဖို့ဥက္ကဋ္ဌခင်ကြီးနှင့်မင်းအောင်လှိုင်အကြားအစိုးရတစ်ဖွဲ့စည်းရေးဆွေးနွေးတွေ့ဆုံမှုများရှိတဲ့ဆိုတော့တရီများမှာအပြည့်အဝမှန်ကန်ခြင်းမရှိဘဲစစ်ကောင်ဆောင်မင်းအောင်လှိုင်က၎င်းလိုချင်သည့်ကျန်းဖို့ပါတီမှအမတ်များရဲ့အချက်အလက်များကိုရေးအကြိမ်များကိုသာတောင်းယူခြင်းသာဖြစ်ပြီးမြည်သည့်ဆွေးနွေးမှုမှမရှိကြောင်းကြန့်ခိုင်ရေးပါတီတရင်ရင်းမြစ်ကပြောဆိုသည်ဥက္ကဋ္ဌဦးခင်ကြီးတောင်သူဘာလုပ်ရမလဲဘာယာထူးရမလဲဆိုတာသိသေးပုံမရဘူးဘသူဘာလုပ်ရမယ်ဆိုတာဦးမင်းအောင်လှိုင်ကလွဲရင်ဘသူမှသိခွင့်မရသေးတာပဲဦးခင်ကြီးနဲ့တက်ချုပ်ကဆွေးနွေးတယ်ဆိုတာမဟုတ်ဘူးဆွေးနွေးတဲ့အစ်စ်မဟုတ်ဘူးဟိုကလိုအပ်တာလန့်တောင်းတာဆွေးနွေးတယ်ဆိုတာမဟုတ်ဘူးဟုကြန့်ခိုင်ရေးတရင်ရင်းမြစ်ကရှင်းပြသည်အကြံဖက်စစ်တပ်ကလာမဲ့မလအတွင်လွတ်တော်ခေါ်ယူ၍အစိုးရသည်ဖွဲ့စည်းအာဏာလွှဲပြောင်းသင့်မယ်ဆိုတာတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ကျွန်တော်တို့ channel ကနေသတင်းအသစ်တွေကိုအချိန်နဲ့ဒီပြင်းနဲ့တင်ဆက်ပေးနေတာဖြစ်လို့သတင်းအသစ်တွေကိုသိရှိစေရန် like and subscribe လေးပြုလုပ်ပေးထားကြပါဦးခင်ဗျာ